ငွေဆောင်ပေါ်တာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့လူရည်လို့ဖြစ်လာရင်အားလုံးကတော့တေမျိုးတွေကြီးပဲပေါ့လေမွန်ဖြစ်စေပမာဖြစ်စေကရင်တရုတ်ကလာစသည်ဖြစ်ဘယ်လူမျိုးမဆိုအကုန်လုံးကအချိန်တိုင်းတေကြရမှာပဲအဲ့လိုတေသွားပြီးတဲ့နောက်မှာလောင်းကိုမြင်မြုပ်ကြတယ်အတူပါအခမ်းအနားတွေပြင်ဆင်ကြတယ်အတူပါပို့ကြတယ်စသည်ဖြစ်ပေါ်တော့ဒါပေမဲ့အဲ့လိုမျိုးအတူပါပို့တဲ့အချိန်အတူပါအလောင်းပြင်ဆင်တဲ့ပုံတွေကလူမျိုးတစ်ခုနဲ့တစ်ခုနဲ့မတူကြပါဘူးကိုယ်ွယ်တဲ့ပုံစံအဲ့ဒီလူမျိုးရဲ့ဒလိထုံးစံပေါ်မှာလိုက်ပြီးကွဲပြားခြားလာတာပေါ့လေဒီနေ့မှာတော့ကျွန်တော်မွန်လူမျိုးတွေရဲ့အတုပပို့တဲ့ပုံစံဒလိထုံးစံတွေနဲ့ပတ်သက်ပြီးတော့ဝေမျှပေးခြင်းပါတယ်ကျွန်တော်တို့မွန်ရဲ့အတုပနာရေးအိမ်ကိုတော်တော်များများလဲရောက်ဘူးကြမှာပါပြီးရင်ဒီအတုပပို့တဲ့ဟာကိုလည်းတွေ့ဘူးမြင်ဘူးကြမှာပါဒီနေရာမှာပေါ့နော်ကျွန်တော်မေးချင်တာကကျွန်တော်တို့မွန်တွေကိုတေသွားရင်ဘာကြောင့်အလောင်းစင်ပေါ်မှာထားတာလဲအလောင်းစင်ကိုဘာကြောင့်ကျွန်တော်တို့တိုင်6တိုင်နဲ့လောက်ထားတဲ့အကာရံနဲ့လောက်ကြတာလဲပြီးရင်ကျွန်တော်တို့အလွှာလေးထပ်ပါတဲ့ဝချမ်းကြားနဲ့ဘာကြောင့်တိတ်တာလဲပြီးရင်ဘာကြောင့်ခြေမလက်မတွေကိုအလောင်းကိုပူးချီတာလဲပြီးရင်ရေပူရေးနဲ့ဘာကြောင့်လောင်းချိုးပေးတာလဲပြီးရင်အလောင်းစင်ရဲ့ဘေးနားမှာရေနွေးအိုးဖိုခနောက်ဆိုင်တည်တာလဲအတူအပို့တဲ့အချိန်မှာကျွန်တော်တို့ဒီလက်ပြတောင်းဘာကြောင့်တည်ကြတာလဲစသည်ဖြင့်ဒါတွေအားလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ဝေမျှပေးခြင်းဆိုတော့ကျွန်တော်တို့မွန်ရဲ့အတုပအခမ်းအနားတွေအားလုံးကအချက်နှစ်ချက်ပေါ်မှာအခြေခံထားပါတယ်ပထမချက်ကတော့ဒလိထုံးစံမွန်ရဲ့ဒလိထုံးစံဒုတိယတစ်ချက်ကတော့ဗုဒ္ဓဘာသာကိုတက်ဝင်ယုံကြည်တဲ့အတွက်သတိတန်ဝေကတရားပေးတာပါဒါကြောင့်မွန်အတုပသွားရင်မြင်ရတဲ့မြင်ကွင်းပြုလုပ်တာတဲ့အရာအားလုံးကဒီအချက်နှစ်ချက်ပေါ်မှာပဲအခြေခံတာပါမွန်နေသိရင်ပေါ့နော်ကျွန်တော်တို့လက်ခံထားတဲ့အပိုင်းနှစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကောင်းသောသိဆုံးခြင်းနဲ့မကောင်းသောသိဆုံးခြင်းပါမကောင်းသောသိဆုံးခြင်းကဘယ်လိုမျိုးလဲဆိုတော့သူများတက်လို့သေးတာတစ်ပင်ပေါ်ကပြုတ်ကြတာကိုတက်သေးတာပြီးရင်ကျွန်တော်တို့မိုးချိုးပစ်တာစသည်ဖြစ်ပေါ်တော့ကိုဝန်တဲ့သေးတာဒါတွေကကျွန်တော်တို့မကောင်းသောသိဆုံးခြင်းလို့ယူဆတယ်ပြီးရင်ကျွန်တော်တို့ကုသယောဂါတွေပေါ့နော်ပလေယောဂါစသည်ဖြစ်ဒါတွေကိုလည်းကျွန်တော်တို့မကောင်းသောသိဆုံးခြင်းလို့မွန်တွေကယူဆတယ်အဲ့လိုမကောင်းသောသိဆုံးခြင်းနဲ့ဆိုကျွန်တော်မွန်တွေကချက်ချင်းကိုညီမြုပ်တယ်ဘလောနော်အတူပါလှုပ်လိုက်ကြတယ်ဘာကြောင့်လဲဆိုတော့ကြမ်းပူအောင်မထားဘူးအဲ့ဒါကအကြောင်းတရားရှိတယ်တချို့တွေကထင်တာဒါခိုက်လို့ဘာလို့အဲ့လိုတော့တချို့တွေကယူဆတယ်အမှန်မှာတော့အဲ့လိုမဟုတ်ဘူးဘာကြောင့်အလောင်းကိုအဲ့လိုမျိုးအစိမ့်သေးပုံစံပေါ့နော်မကောင်းသောသိဆုံးခြင်းဆိုရင်ချလဲဆိုတော့ဥမာဆိုပါစို့ကျိုးဆွဲချတတ်သေးတယ်ဆိုရင်ရှာတန်လန်းကြီးဖြစ်နေမယ်ပြီးရင်မိုးချိုးပစ်သွားလဲတကူလုံးမဲညစ်နေမယ်စသည်ဖြစ်ပေါ့နော်မြင်ရတဲ့မြင်ကွင်းကအနိဋ္ဌာယုံအရန်ဆန်တယ်ကလေးတငယ်တွေတွေ့နေထိတ်လန့်နိုင်တယ်အဲ့ဒါအကြောင်းဒါမျိုးဆိုရင်ကျွန်တော်တို့ကကြည်ရရှုရတာမတင်တယ်လေအတွက်ချက်ချင်းချတာပေါ့လေဆိုတော့ဒီနေရာမှာကျွန်တော်အရန်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းလေးတစ်ခုပြောပြခြင်းတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့မွန်မှာမတာပို့တယ်ဆိုတဲ့စကားလုံးမရှိဘူးဥမာဗမာမှာဆိုရင်ဗျာလူသေးသွားတယ်ဆိုရင်အတုပအိမ်အတုပပို့တယ်မတာအိမ်မတာပို့တယ်မတာအိမ်မှာဖဲရိုက်တယ်စသဖြင့်အတုပဆိုတဲ့စကားလုံးကလည်းတုပဆိုတဲ့ပါဠိစကားလာတာပေါ့လေတင့်တယ်ခြင်းပေါ့အတုပဆိုမတင့်တယ်ခြင်းအတုပလို့သုံးတာပေါ့လေပါဠိစကားထူးခြားတာကကျွန်တော်မွန်မှာမတာဆိုတဲ့စကားလုံးမရှိဘူးမွန်မှာကဥမာအတုပတော့ပို့တယ်ဆိုဘယ်လိုသုံးလဲဆိုအပလောင်ကွန်မထန်ပလောင်ဆိုတာပို့တာကွန်မထန်ဆိုတာကမ္မထန်ကျွန်တော်တို့မွန်တွေကမတာပို့တာပလောင်ကွန်မထန်ကမ္မထန်ပို့တယ်လို့ပဲသုံးတယ်အရန်ကိုချစ်စရာကောင်းတယ်နော်ပြီးရင်မတာယုံစဟာကွန်မထန်ဟာကာဆောပေါ့နော်ဟာကာဆောရဲ့အဓိပ္ပာယ်ဟာကအိမ်ကာဆောဆိုကုသိုလ်အိမ်ဘာကြောင့်လဲဆိုဒီအိမ်သွားရင်လူတွေကအတုပကမ္မထန်ရှုရတဲ့အတွက်သတိတန်ဝေကရတဲ့အတွက်ဒီအိမ်ကကုသိုလ်တရားဖြစ်တယ်ဒါကြောင့်ဒီအိမ်ကိုကျွန်တော်တို့မွန်တွေကကုသိုလ်အိမ်လို့သုံးတာတေတဲ့အိမ်ကိုလူတေတဲ့အိမ်ကိုကုသိုလ်အိမ်ကမ္မထန်အိမ်လို့သုံးတာအတုပတော့ပို့တာလည်းကမ္မထန်ပို့တယ်လို့ပြောတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီတေဝါတဲ့လူတွေရဲ့မမြဲခြင်းတရားပေါ့အိဋ္ဌဒုက္ခအနတ္တကိုကမ္မထန်တရားရှုမှတ်ရင်ကျွန်တော်အတုပတော့ပို့တဲ့လူတွေကုသိုလ်တရားတွေရတယ်ဗုဒ္ဓဘာသာရဲ့ဆုံးမမှုနဲ့တရားတော်နဲ့ညီတဲ့အတွက်ဒီသုံးလုံးကိုကျွန်တော်တို့သုံးတာပါဒါကကျွန်တော်တို့မွန်ရဲ့တိတ်ကိုချစ်စရာကောင်းတဲ့ဒလိချစ်စရာကောင်းတဲ့အသုံးလုံးပါဘယ်လူမျိုးမှဒီလိုသုံးလုံးမယ်လို့ကျွန်တော်မထင်ပါဘူးခဏကျွန်တော်ပြောတဲ့ဒီမကောင်းတဲ့သေဆုံးခြင်းကိုယ့်ကိုတတ်သေးတယ်ဆိုရင်လည်းအဲ့ဒီကျိုးဆွဲချတတ်သေးတဲ့ကျိုးကိုသွားဖြတ်တဲ့လူကတေသူရဲ့လက်ဝတ်လက်စားတွေကိုပိုင်ခွင့်ရှိတယ်ပြီးရင်သွားဖြတ်တဲ့ဓာတ်ပြည့်ကကြီးပြစသည်ဖြင့်အဲ့ဒီပစ္စည်းကိုသွားဖြတ်တဲ့လူကဖြတ်ရဲတဲ့လူကအပိုင်ရတယ်ဒါအရင်တော့ဒလိထုံးစံပေါ့နော်အခုကတော့ဒါမျိုးတွေမရှိဒါရဲရေးပိုင်တဲ့အမှုဖြစ်တဲ့အတွက်ရဲတွေကလာပြီးတော့ဖြုတ်တာပေါ့လေအလောင်းကိုပြီးရင်နောက်တစ်ချက်ကျွန်တော်တို့ကိုယ်ဝန်လေတေဝါနဲ့ဆိုရင်ကျွန်တော်တို့ကမြေမြုပ်တယ်မြေမြုပ်တဲ့အချိန်မှာကြံတဲ့
မကောင်းသောတိတ်ဆုံးခြင်းနဲ့သူ့ကိုပို့ပြီးဂယူးဆိုင်တယ်ဥပမာကိုယ်ဝန်တွေတေးတယ်ဆိုရင်ကျွန်တော်တို့ကမြေမြုပ်ပြီးတဲ့အချိန်မှာပေါ်မှာမီးရှို့တယ်ဟိုတစ်ကိုင်းနေနဲ့ဖုံးတယ်ဒီအလောင်းကိုကြံတဲ့တိတ်ဆုံးခြင်းထက်ပို့ပြီးတော့ဂယူးတဆိုင်မြုပ်တယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ဒီကိုယ်ဝန်တွေကိုပြန်တူးပြီးတော့ပေါ့နော်အလောင်းကနေမကောင်းတဲ့အစီရင်တွေအောက်လမ်းတွေလောက်ပါဆိုလို့ဟိုအရင်တော့ဆိုဒီလိုမျိုးကျွန်တော်လည်းကြားဘူးတော့ပေါ့နော်ဟိုဘာကြီးတဲ့တေးတယ်ဆိုအလောင်းပြန်ဖော်ပြီးတော့မကောင်းတဲ့အစီရင်အောက်လမ်းအထက်လမ်းတွေလောက်ကြတာပေါ့လေအဲ့လိုမျိုးအလုံးမခံရအောင်ကျွန်တော်တို့ကမွန်တွေကဒါကိုကြိုပြီးတော့တားတဲ့အနေနဲ့အလောင်းကိုကျွန်တော်တို့ကတစ်ကိုင်းနေနဲ့ဖုံးကြတာပေါ့လေပို့ပြီးတော့ကြစ်လေးတူးလို့မရအောင်ပြီးရင်မတာတော့ပို့တဲ့အချိန်မှာလည်းမကောင်းတဲ့အစီရင်တွေမလုပ်ရအောင်ဓာတ်နဲ့အဟန့်ပြတယ်ဟိုတေသူရဲ့ယောက်ျားနေပြီးတော့အလောင်းဘက်ကိုဓာတ်နဲ့ချိန်ပြီးပြတာလမ်းလျှောက်နေရင်လည်းအတုပါပို့နေရင်လည်းဒါကမကောင်းသောတေဆုံးခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြတာပါပြီးရင်မကောင်းသောတေဆုံးခြင်းမှာကျွန်တော်တို့ကနာရေး9ရက်ပြည့်မလုပ်ဘူးသူကနှစ်ကူပြီးမှလုပ်တယ်တချို့တွေဆိုလာကူပြီးမှလုပ်တယ်အဲ့ဒါကလည်းရွယ်ချက်ရှိတယ်ဘာကြောင့်လဲဆိုတော့တကယ်တော့မကောင်းသောတေဆုံးခြင်းနဲ့တေဆုံးတဲ့လူတွေကတေသင်းတေထိုက်တဲ့အသက်အရွယ်မှာတေခဲ့တဲ့လူတွေမဟုတ်ဘူးသူတို့ကပို့ပြီးတော့ဒီထက်လည်းအသက်ရှည်နေလို့ရသေးတယ်ဒါပေမဲ့အကြောင်းကြောင့်သူတို့ကတေသွားတယ်အဲ့လိုတေသွားတဲ့အချိန်မှာသူတို့ကိုနှစ်ကူပေးတယ်ပေါ့နော်အသက်ကိုဆက်ပေးတဲ့သဘောပေါ့ဥမာ तू ကဒီနှစ်မှတေတယ်ဆိုနောက်နှစ်မှအလှူလုပ်တယ်ဆိုရင်သူ့အသက်က39ဆိုနောက်နှစ်ဆို38နှစ်ဖြစ်သွားတယ်သူ့အသက်ကိုဆွဲဆန့်တဲ့ပုံစံပေါ့နော်တချို့တွေဆိုလကူပြီးမှအလှူလုပ်ကြတယ်အဲ့ဒါကလည်းကျွန်တော်နာရေးဖိတ်စာမရရင်လည်းဒီတိုင်းပါပဲအခုခေတ်မှာလည်းကျွန်တော်တွေ့ရတဲ့36နှစ်နဲ့5လဆိုရင်ကျွန်တော်38နှစ်လို့သုံးတယ်25နှစ်နဲ့1လဆိုလဲ26နှစ်လို့သုံးတယ်တေသူရဲ့အသက်ကိုဆွဲဆန့်တဲ့သဘောနဲ့ကျွန်တော်တို့ကအဲ့လိုမကောင်းသောတေဆုံးခြင်းနဲ့တေတဲ့လူတွေကိုလည်းမွန်တွေကနှစ်ကူပြီးမှအလှူလုပ်ကြတယ်ပြီးရင်9ရက်ပြည့်တဲ့အချိန်မှာလဲဟိုအိမ်မှာစွန်းမတွတ်ပဲနဲ့မလုပ်လဲဆိုဘုန်းကြီးတစ်ပါးကိုပြင်နေတပိတ်စွန်းပဲတွတ်တယ်ပေါ့နော်ဒါကိုကျွန်တော်မွန်လောင်ဟပန်လို့သုံးတယ်ပြီးရင်ဟိုသူ့အတုပါတော့ပို့တဲ့အချိန်မှာထဲဝါတဲ့ဆန်နေစီတွေကိုကြတော့တောင်းတစ်ခုကနေပြီးတော့ဖုံးချောင်းကိုတခါတည်းတန်းလှူတယ်ဒါတစ်နှစ်ပြည့်တဲ့အချိန်ဒါမှမဟုတ်ရင်လာကူပြီးနှစ်ကူပြီးတဲ့အချိန်မှသူ့ကိုကောင်းမှုကုသိုလ်အမျှတန်းဝေပေးတာအဲ့ဒါမွန်ရဲ့ဒလိဒါကမကောင်းသောတည်ဆုံးခြင်းကောင်းသောတည်ဆုံးခြင်းနဲ့တော့ဘာတွေလဲဆိုတော့ကျွန်တော်တို့96ပါယောဂါနဲ့အသက်အရွယ်ကြီးမိတည်တဲ့လူကိုကျွန်တော်တို့ကကောင်းသောတည်ဆုံးခြင်းလို့ယူဆတာပေါ့လေအဲ့ဒီကောင်းသောတည်ဆုံးခြင်းမှာကျွန်တော်တို့မှာဒလိထုံးစံကသတ်မှတ်ထားတဲ့လောက်ရမယ့်ဟာတွေကအများကြီးပေါ့လေပထမဆုံးလူတစ်ယောက်တည်ပြီးဆိုရင်ကျွန်တော်တို့မှာအလောင်းကိုကြမ်းပြင်ပေါ်မှာမထားအောင်ချက်ချင်းသူ့ကိုအလောင်းစင်လှုပ်လိုက်တယ်အဲ့ဒီအလောင်းစင်ကိုတိုင်6တိုင်နဲ့ပတ်ထားတယ်အဲ့တိုင်ကိုလည်းအဝတ်တွေနဲ့ဘောနော်ဟိုအလှစက်ကူတွေနဲ့ကပ်ပြီးလုပ်တယ်ပြီးရင်အောက်မှာကျွန်တော်တို့ဝကတ်ကို၄လွှာလုပ်တယ်၄ထပ်ဘောနော်အဲ့ဒါကိုကျွန်တော်မွန်လို့ဘယ်လိုခေါ်လဲဆိုတော့တောင်တနိုင်အတိတ်ဘယ်ကအလောင်းစင်ဘောနော်တောင်တနိုင်ကအတိတ်ဘယ်အများကြီးရှိတယ်ဒီတိုင်6တိုင်ကဘာကိုရွယ်လဲဆိုတော့ကျွန်တော်တို့အာယုံ6ပါးကိုပြောတာပါလူဟာအာယုံ6ပါးထဲမှာကျင်လည်နေသမျှကာလပတ်လုံးမလွတ်မြောက်နိုင်ဘူးကျွန်တော်တို့မတ်ဖို့နိဗ္ဗာန်သွားမယ်ဆိုဒီအာယုံ6ပါးကနေလွတ်မြောက်မှသာလည်းရင်ကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့အနိမအီမန်ချက်ဖြစ်တဲ့မတ်ဖို့နိဗ္ဗာန်ကိုရောက်မယ်ဆိုတဲ့သဘောတဘာဝကိုအတုပါရှုလာတဲ့လူတွေကသတိတံဝေကရအောင်ဆိုပြီးတော့ဒီတိုင်6တိုင်ကိုကျွန်တော်တို့အခေါင်းစဉ်မှာစိုက်တာပါပြီးရင်ကျွန်တော်တို့ဝကတ်၄ထပ်လုပ်တယ်ဆိုတာကလည်းဘာကိုရွယ်လဲဆိုတော့ဒါကအပယ်၄ပါးကနေလွတ်မြောက်ပါစေချောင်းဆိုတဲ့သတိတံဝေကတရားကိုပေးတာပါအဲ့ဒီဝကတ်တွေကသူကအပယ်၄ပါးသူဂရိ9ဘုံရူပဘုံ6ပါးအရူပဘုံ14ပါးပေါင်း33ဘုံတော့ပေါ့နော်ဒီတန်တရားဝတ်ဆင်းရဲကနေလွတ်ကင်းပါစေချောင်းဆိုတဲ့ရွယ်ချက်နဲ့ဒီလိုမျိုးအလွှာ၄လွှာပါတဲ့အထက်၄တက်ပါတဲ့ဝကတ်ပေါ်မှာအလောင်းကိုတင်ထားရခြင်းဖြစ်ပါတယ်ပြီးရင်ဒီအလောင်းကိုခင်းတဲ့ဝကတ်ပြားကလည်း8ချမ်း8ပြား3ရတယ်အဲ့ဒီ8ပြားကလည်းဘာလို့ရွယ်လဲဆိုတော့ကျွန်တော်တို့ငရဲကြီး8ထက်ကနေလွတ်မြောက်ပါစေကြောင်းပေါ့နော်ဒါတွေကိုလူတွေမှာကောင်းမှုမကောင်းမှုလုပ်ရင်မကောင်းမှုကြောင့်ငရဲကြီး8ထက်ကြောက်နိုင်တယ်ဆိုတဲ့သတိတဝကတရားကိုအတုပပို့နိုင်အိမ်လာတဲ့လူတွေရစေဖို့အတွက်ပေးခြင်းတဲ့ message ပါဒါကြောင့်မို့ဒီဟာကိုကျွန်တော်တို့ဝချမ်းပြ8ပြားခင်းရခြင်းဖြစ်ပါတယ်ဒါကငရဲကြီး8ထက်ကိုရည်ရွယ်ရည်ညွှန်းတဲ့သဘောပါပြီးရင်ကျွန်တော်တို့တည်တဲ့လူရေဘူးရေနွေးရေချိုးပေးရတယ်ရေအိုး2အိုးနဲ့ချိုးပေးရတယ်အဲ့လိုချိုးတာကလည်းအဓိပ္ပာယ်ရှိပါတယ်ပထမရေနွေးချိုးတာကလူတွေကလူရယ်လို့ဖြစ်လာရင်7ပါးတော်မီးတွေနဲ့အများနဲ့လောင်ကျွမ်းနေရတယ်ရေဘူးနဲ့တူတယ်ပေါ့နော်အဲ့ဒီရေဘူးတွေကိုချိုးရင်လောဘဒေါသမောဟတွေနဲ့ပူလောင်ပူမြိုက်ဒါပေမဲ့ရားရည်အေးနဲ့နှိမ့်မသာလင်ဒီအပူတွေကကင်းပပျောက်စင်မယ်ဆိုတဲ့ရွယ်ချက်နဲ့ကျွန်တော်တို့ပြီးရင်ရည်အေးနဲ့ထပ်ချိုးတာပါဒါကသတိတံဝေကကိုပေးတာပါ
လူတွေကဘလောက်ပဲပူလောင်နေပါစေလောဘဒေါသမောဟတွေကိလေသာတွေလောင်ကျွမ်းနေပါစေတရားရည်အေးနဲ့ညှိမ့်မှအေးသွားတယ်ဆိုတဲ့သတိတံဝေကတရားကိုနာရီအိမ်လာတဲ့လူကိုတွေ့စေချင်တဲ့အတွက်ရေနွေးနဲ့ချိုးတယ်ပြီးရင်ရေအေးနဲ့ချိုးတာပါဒီရေအိုးနှိုးရဲ့အတိတ်ပဲပါပြီးရင်တစ်ဆက်တည်းမှာပဲကျွန်တော်တို့အလောင်းကိုအခေါင်းစဉ်ပေါ်မှာတင်တယ်ဟိုအင်ဂျီဝဆာဝတ်ပေးတာပေါ့နော်ပြီးရင်ပါဇက်ထဲကိုကျွန်တော်တို့ဝါပြီးသားကွန်းပေါ့နော်တရားထည့်ပေးတယ်အဲ့ဒါလည်းအတိတ်ပဲရှိတယ်ကျွန်တော်နောက်မှဆက်ပြောပြပါမယ်အဲ့ဒီအကြောင်းပြီးရင်တေသူချက်ချင်းကျွန်တော်တို့ကအချီကျိုးနဲ့လက်မတွေခြေမတွေခါးတွေကိုပတ်ချီရတယ်အချီက32ပင်ပေါ့နော်32ချောင်းပေါ့အချီကျိုးကဒါကလည်းရွယ်ချက်ရှိအဲ့ဒါဘာလဲဆိုတော့လူတွေက32ပုံမှာကျင်လည်နေတဲ့တန်ရောစင်ကျိုးတွေနဲ့ချီနှောင်ခံရတယ်ဆိုတဲ့ဟာကိုပြတာပါဆိုတော့လက်မမှာခြီတာကဘာလဲဆိုတော့သားသမီးတန်ရောစင်ပါခြေမမှာခြီတာကဥစ္စာဒနာတန်ရောစင်ပါခါမှာခြီတာကတော့လင်ရမယားရဲ့အကျင့်လင်မယားတန်ရောစင်ကိုပြတာပါဒါတွေအားလုံးကအထိပ္ပယ်အရင်ရှိတယ်နော်ကျွန်တော်တို့မွန်တွေအတုပသွားယူတက်ရင်ကျွန်တော်တို့ကဘာဝနာတရားတွေပဲသတိတံဝေကတွေပဲအဲ့တော့ဒီကျိုးတွေအားလုံးကအချီနှောင်ခံရပြီဆိုကျွန်တော်တို့က32ပုံကနေလွတ်မြောက်ဖို့မရှိဘူးလွတ်မြောက်ချင်တယ်ဆိုရင်ဘာလို့ရလဲဆိုတော့သတိဉာဏ်ပညာလို့ထက်မြက်တဲ့ဓာတ်နဲ့ပိုင်းဖြတ်မှသာလျင်ဒီတန်ရုံးစင်ကျိုးတွေကပြတ်မယ်ဆိုတာပြကျင်တဲ့အတွက်ကျွန်တော်တို့အလောင်းရဲ့တက်တဲ့ပေါ့နော်ဒီခဏကျွန်တော်ပြောတဲ့ကြောင်ကျန်အလောင်းစင်ပေါ်ကနေကျွန်တော်တို့ဓာလေးတစ်ချောင်းကိုတချို့အတုပါတွေမှာချတာပေါ့လေဓာသေးလေးပေါ့ဖြတ်ဖို့အခုကတော့ဒီ delay တွေကတချို့နေရာတွေမှာမသိတာလည်းပါတယ်မလုံးဖြစ်တော့တာလည်းပါတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကသူ့ရဲ့ရွယ်ချက်တွေဘာကြောင့်ဒီလိုလုပ်လဲဆိုတာကိုဒီ blog မှာရှင်းပြနေရခြင်းဖြစ်ပါတယ်ပြီးရင်အဲ့ဒီမှာပေါ့နော်အလောင်းစင်ပေါ်တက်တဲ့ပေါ်ကနေကျွန်တော်တို့ဓာတ်နဲ့အတူဘာတွေချသေးလဲဆိုတေသူဝတ်စင်ခဲ့တဲ့လက်စွပ်တကွင်းကိုကျွန်တော်ချတယ်ဒီလက်စွပ်ကများသောအားဖြင့်ကြောက်စီလက်စွပ်ပေါ့နော်ဗမာကြောက်စီလက်စွပ်အဲ့ဒါဘာလဲဆိုတော့တေသူကတန်တရားပေါ့နော်နောင်ဘွားတွေမှာပြန်လဲလူဖြစ်တာပဲဖြစ်ဘယ်ဘွားပဲရောက်ပေါ့ဉာဏ်ပညာအလင်းအောင်ကြည်လင်ပြတ်သားစွာရရှိဖို့ဆိုတာရည်ရွယ်ပြီးတော့ဗမာလက်စွပ်ကိုကျွန်တော်တို့ကဒီအပေါ်ကနေပြီးနော်တေသူခန္ဓာကိုယ်ပေါ်တွဲလောင်းပေါ့နော်ဒီအတုပစင်မှာပြင်ရခြင်းဖြစ်ပါတယ်ပြီးရင်ဒီဗမာလက်စွပ်ကိုကျွန်တော်တို့ကဘယ်တဲ့ထည့်ရလဲဆိုတော့ကျွန်တော်တို့လက်ပြတောင်းနဲ့ထည့်ပြီးတော့လက်ပြတောင်းရွက်တဲ့သားသမီးကအမွေပစ္စည်းတစ်ခုအနေနဲ့ဆက်ခံခွင့်ရတာပါဒါကဒီပရမနာလက်စွပ်နဲ့ဆိုင်တဲ့ဟာနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြတာပါနောက်တစ်ချက်ကျွန်တော်တို့မီးဖို့နောက်မှာဖိုခနောက်ဆိုင်ပြီးမီးဖို့တည်ထားတဲ့အဲ့ဒီမီးဖို့မှာပါတဲ့ဖိုခနောက်၃လုံးကဘာကိုရည်ရွယ်လဲဆိုတော့ဘုံ၃ပါးကိုကျွန်တော်တို့ရည်ရွယ်တာပါကာမဘုံရူပဘုံအရူပဘုံ၃ပါးပေါ့နော်ဒီဘုံ၃ပါးထဲမှာကျင်လည်နေမြကာလပတ်လုံးလူကမီးဖို့ဘောကရင်နွေးဦးနဲ့တူတယ်အာယုံ6ပါးနဲ့လောင်ကျွမ်းနေတယ်အောက်မှာထဲ့တဲ့မီးစာရှိနေသေးအာယုံ6ပါးကြောင့်ဒီစသဘာသောမီးအားလောဘဒေါသမောဟတွေနဲ့အမြဲတမ်းလောင်မြိုက်နေတယ်ဆိုတာကိုသတိတံဝေကပေးတာပါမီးပူအောက်ကထင်းရှိနေသေးလောဘဒေါသရှိနေသေးကျွန်တော်တို့အပေါ်မှာအာယုံ6ပါးနဲ့ဆက်ပြီးလောင်မြိုက်နေမယ်ဆိုတာကိုဒီမီးပူကတံဝေကပေးတာပါပြီးရင်ဒီမီးပူကနေကျွန်တော်တို့ထမင်းအိုးတွေတည်တယ်ဆိုတာကလည်းအလောင်းကသူကဘေးမှာထမင်းအိုးတည်ရတယ်စားလို့မရဘူးရေနွေးအိုးတည်ရတယ်အလောင်းကသွားခတ်လို့မရဘူးဆိုတော့အလောင်းလူအသေးသွားပြီးရင်ဘာမှလုံးလို့မရတော့ပါလားဆိုတဲ့သတိတံဝေကကိုလည်းတစ်ဆက်တည်းပေးတာပါနောက်တစ်ချက်ကျွန်တော်တို့ဒီနေရာမှာအလောင်းကိုကျွန်တော်တို့ဘာကြောင့်ကတ်စင်ပေါ်မှာတင်ရလဲဆိုတော့လူအသေးသွားပြီးငါအိမ်ငါရာဆိုတဲ့အတ္တတွေဘာမှမရှိတော့ကိုယ်အိမ်မှာတော့ကိုယ်အိတ်ခွင့်မရှိကိုယ်ကြမ်းမြင့်မော်တော့ကိုယ်အိတ်ခွင့်မရှိတော့ဘူးအားလုံးကပြီးသွားပြီးဆိုတဲ့သတိတံဝေကတရားကိုပေးတာပါပြီးရင်ကျွန်တော်တို့ကအလောင်းကိုကျွန်တော်ရန်နာမောနေချကြတယ်အဲ့ဒါကလည်းရွယ်ချက်ရှိဘာကြောင့်လဲဆိုတော့လူအသေးဝိုင်းငါအိမ်ငါရာဆိုပေမဲ့ဒီချိန်မှာငါမပိုင်တော့တဲ့အတွက်ငါအိမ်ရလှေကားတော့ငါအသုံးပြုခွင့်မရတော့ပါလားဆိုတဲ့သတိတံဝေကတရားကိုပေးတာပါအဲ့တော့ဝရဏာကနေခြားတဲ့ချိန်မတော်လို့အလောင်းပြုတ်ကြတာချော်ကြတာဖြစ်မှာစိုးတာရဲ့တချို့သားသမီးတွေကလည်းကို့အဖေမေပေါ့နော်အဲ့လိုမျိုးဝရဏာဘောကခြားတာလှေကားနေမပေးစင်းတာတွေ့တော့စိတ်မကောင်းကြတော့ဘလို့ပြန်လောက်ကြလဲဆိုတော့စတိလှေကားလုတ်ပြီးတော့ပေါ့နော်ဝဇစ်လေးတွေနဲ့ဟိုလှေကားလေးထစ်လုတ်ပြီးတော့လက်ရှိအသုံးပြုနေတဲ့လှေကားပေါ်မှာပဲအရန်လှေကားအနေနဲ့ထောင်ပြီးတော့စတိလှေကားပေါ်ကနေစင်ခိုင်းတဲ့ပုံစံလုတ်ကြတာပါအရင်တော့ဆိုတော့ဝရဏာဘောကနေပဲခြားကြတယ်အခုကျတော့စတိလှေကားပေါ်ကနေဝချမ်းပြားလှေကားလေးစစ်ပေါ်ကနေဆင်းကြတယ်ဒါတွေကလည်းခဏကျွန်တော်ပြောသလိုပဲတေဝါပြီးငါအိမ်ငါရာငါပစ္စည်းဥစ္စာမရှိတော့တဲ့ဟိုတဲ့သတိတံဝေကတရားကိုပေးခြင်းတဲ့အတွက်အခုလိုမျိုးလုပ်တာပါပြီးရင်ကျွန်တော်အောက်တပါချတော့မယ်ဆိုရင်လည်းကျွန်တော်တို့လက်ပြတောင်းနဲ့အရင်ရှေ့ဆုံးကသွားတယ်ဒီလက်ပြတောင်းတည်တဲ့လူကတာကြီးသမီးကြီးတာငယ်သမီးငယ်စသဖြင့်အရင်နဲ့အဖျားနဲ့တည်ကြတာပေါ့လေဒလိထုံးစံအရမောသမမအရေးကြီးဆုံးကလက်ပြတောင်းပါလက်ပြတောင်းကဘ
ဘာကြောင့်ရေးကြီးလဲဆိုတော့သူ့မှာလည်းအဓိပ္ပာယ်တွေအများကြီးရှိပါတယ်လက်ပြတောင်းထဲမှာဆိုကျွန်တော်တို့ကဘာတွေထည့်ရလဲဆိုတော့ထမင်းတစ်ထုပ်ထည့်ရတယ်အခွန်ချွတ်ပြီးသားအုံဒီတစ်လုံးထည့်ရတယ်ဒါမှမဟုတ်တန်သူရင်းတစ်ချောင်းထည့်ရတယ်အုံဒီခွဲဖို့ပေါ့နော်ပြီးရင်ကျွန်တော်တို့တေသူရဲ့လက်စွပ်စသဖြင့်ပေါ့အသုံးဆောင်ရွှေတွေကိုထည့်ရတယ်ဟိုတက်နိုင်တဲ့လောက်ပေါ့နော်တချို့တွေကတော့လက်စွပ်ကွင်းပေါ့အများဆုံးအဖြစ်ထည့်ကြတယ်ပြီးရင်ကြိမှန်တစ်ချက်ထည့်ရတယ်ကွန်ရွက်ဆိုလဲကွန်ရွက်ပေါ့နော်ထည့်ကြတယ်အဲ့ဒါတွေအားလုံးကသူ့အဓိပ္ပာယ်နဲ့သူရှိတယ်ကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့မွန်အတုပသွားရင်ကျွန်တော်တို့ရွှေမုံငုံမျိုးကျဲတယ်အဲ့ဒါကလည်းတိတ်ကိုထူးဆန်းတယ်ဘာလို့ရွှေမုံငုံမျိုးဆိုတာကကထိန်တို့မထားပါတော့အိမ်တက်တို့ဘာတော့တကယ်ကောင်းချီးမင်္ဂလာပြည့်တဲ့နေရာမျိုးမှာလူတွေကိုစိတ်ပျော်ရွှင်အောင်ရွှေမုံငုံမျိုးနဲ့ကောင်းချီးယူကြတာပေါ့လေကောင်းချီးမင်္ဂလာပြုတာဒါပေမဲ့မွန်တွေကအတုပပိုးတဲ့အချိန်မှာလည်းရွှေမုံငုံမျိုးရွာတယ်အဲ့ဒါကလည်းအဓိပ္ပာယ်ရှိတယ်ဘာလဲဆိုတော့ရွှေမုံငုံမျိုးကျဲလိုက်တယ်ကိုဘေးနာပတ်စံရရင်ကိုကောက်လို့ရတယ်ဒါပေမဲ့အတုပအခေါင်းဘေးနာကျသွားရင်တေသူကကောက်လို့မရဘူး။ဘာကြောင့် तू ကတေသွားပြီ။ तू ဘေးနားမှာရွှေတုံးကျလဲ तू ကောက်လို့မရဘူး။ငွေတုံးကြီး तू ဘေးနားမှာကျလဲကောက်လို့မရဘူး။ရွှေမုံငုံဘယ်လောက်ပဲကြဲ तू ဟာဘာမှယူလို့မရတော့ပါလားဆိုတဲ့သတိတန်ဝေကကိုအတူပို့တဲ့လူတွေရစေချင်တဲ့အတွက်ကျွန်တော်တို့ရွှေမုံငုံကိုကျဲတာပါ။ဒါကအပျော်လောက်တာမဟုတ်ပါဘူး။ဒီရွယ်ချက်ကိုလည်းကျွန်တော်သိစေချင်ပါတယ်။နောက်တစ်ချက်ကျွန်တော်တို့တင်ညာငုံရောက်ပြီအလောင်းကိုဘုံကြီးဘက်ကိုခေါင်းတည်ပြီးတော့ဒီတရဏဂုံတင်မှာပေါ့လေဟိုရောက်လက်ပြတောင်းကိုကျွန်တော်တို့ဖွင့်မယ်ပြီးရင်အခေါင်းကိုဖွင့်မယ်အခေါင်းကနေကျွန်တော်အဝတ်ဖြူစားထုတ်မယ်အဲ့ဒီဝတ်ဖြူစားကိုဘုံကြီးကတစ်ဖက်ကင်မယ်တစ်ဖက်ကတော့အခေါင်းထဲမှာထားပြီးတော့စပြီးတော့တရဏဂုံတင်တယ်ပြီးရင်တစ်ဆက်တည်းမှာပဲလာတဲ့ဘုံကြီးတို့ကြီးတွေကရွတ်ဖတ်30ပြီးရင်သူကလက္ခဏာတုတ်ကိုရွတ်တယ်လက္ခဏာတုတ်ရွတ်နေတဲ့တပြိုင်နဲ့ဒီအဝတ်စားကိုဆွဲထုတ်တယ်အခေါင်းထဲကနေဒီအခေါင်းကိုမြေသွားချတဲ့အချိန်မှာဒီဓမာယုံဇဲကနေမားတဲ့အချိန်မှာလဲ၃ဘက်လှည့်တယ်ပြီးရင်ကိုမြေမြုပ်တဲ့နေရာရောက်အောင်လဲ၃ဘက်ကျင်းကိုပတ်ပြီး၃ဘက်လှည့်တယ်ဒါတွေကဘာကိုရွယ်လဲဆိုတော့အဓိပ္ပာယ်ရှိတယ်လူတွေကထင်တာလာလမ်းမမှတ်မိအောင်ပေါ့နော်အခေါင်းကိုလှည့်တယ်ဆိုတော့အဲ့ဒါလည်းတစ်စိတ်တစ်ပိုင်းမှန်တယ်နောက်တစ်ချက်ကဘာကိုရွယ်လဲဆိုတော့ကျွန်တော်တို့လူရည်လို့ဖြစ်လာမွေးဖွားမယ်တေဆုံးပြီးရင်ပြန်မွေးဖွားမယ်တန်ရာကဆက်လဲနေမယ်ဆိုတဲ့သဘောတဘာဝကိုပြချင်တာဒီလက်ပြတောင်းထဲမှာထည့်ထားတဲ့ကြည်မှန်ကဘာကိုရွယ်လဲဆိုတော့လူတွေတက်ရှင်နေတဲ့အချိန်မှာကောင်းတာရောမကောင်းတာလုတ်ခဲ့မှာပေါ့လေကိုယ့်ရဲ့ကုသိုလ်ကလည်းကိုယ်နောက်ပါမယ်မကောင်းတဲ့အကုသိုလ်ကကိုယ်နောက်ပါမယ်ဆိုတော့ကြည်မှန်တစ်ချက်လိုပဲဘာမှလိမ်လို့မရအောင်အရေးကုသိုလ်အကုသိုလ်အရေးကြီးကကြည်မှန်ထဲမှာတစ်ချက်မကွာပါတာကိုပြကျင်တဲ့အတွက်သတိတန်ကရအောင်ကျွန်တော်တို့ရဲ့လက်ပြတောင်းထဲမှာဒီမှန်တစ်ချက်ကိုထည့်တာပါပြီးရင်ထမင်းတုပ်ကအဲ့ဒီအချိန်မှာကျွန်တော်တို့အတုပကိုထမင်းကျွေးတယ်အလောင်းပြင်ပေးတဲ့လူကနာမည်ခေါ်တယ်ဥမာတေသူမောင်လှဆိုမောင်လှရေးဥမြဆိုဥမြရေးထထမင်းစားဒါကတချို့တွေကထင်တာကကိုယ့်ရဲ့အဖေကိုယ့်ရဲ့ကိုပေါ့နော်တေသူနောက်ဆုံးထမင်းတစ်လုံးကျွေးတယ်လို့ထင်တာတကယ်အဲ့ဒါမဟုတ်ပါဘူးဒီနာမည်ခေါ်ပြီးထမင်းကျွေးတဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့မောင်လှလို့ခေါ်ပြီးထမင်းကျွေးရင်မောင်လှကစားလို့မရတော့ဥမြအေးထထမင်းစားဥမြစားလို့မရအဲ့ဒါဘာလဲဆိုသားသမီးတွေကိုသတိတန်ဝေကရစေချင်တာကငါတို့အဖေငါတို့အမေတေဝိုင်းရင်ဘာမှကျွေးလို့မရတော့မတေခင်မှာကျွေးကြပါမွေးကြပါဆိုတဲ့ဟာကိုသတိတန်ဝေကပေးတာပါဝါပိတာကုန်းကိုဒီတေသူရဲ့ပါဇက်တဲ့ထဲ့တဲ့ဒလေးကိုကျွန်တော်မွန်အတုပမှာတွေ့ကြရမှာအဲ့ဒါကလည်းအဓိပ္ပာယ်ရှိတယ်သူကဘာကိုယူရလဲဆိုတော့ဒီပါဇက်ကနေပဲကျွန်တော်ကောင်းတာပြောတာရှိတယ်မကောင်းတာပြောတာရှိတယ်ပေါ့နော်ဟိုကုသိုလ်တွေလည်းဖြစ်တယ်အကုသိုလ်တွေဖြစ်တယ်ဝစီကံပေါ့နော်ဒါပေမဲ့တေသွားတဲ့အချိန်မှာဒီပါဇက်ကနေဘာမှလုပ်လို့မရဘူးဘာမှပြောလို့မရဘူးကွန်းထဲ့တာပြီးလဲဝါစားလို့မရတော့ဒါကြောင့်မို့အသက်ရှင်နေတဲ့အချိန်မှာဝစီကံကိုထိမ့်သိမ့်ဖို့စီကံရှိဖို့ဒီပါဇက်ကြောင့်အကုသိုလ်တွေအများကြီးဖြစ်သွားနိုင်တယ်ဆိုတာကိုသတိတန်ဝေကရစေခြင်းတဲ့အတွက်ဒီကွန်းတရားကိုပါဇက်တဲ့ထည့်ထားပေးရခြင်းဖြစ်ပါတယ်ပြီးတော့ပတ်စံတမတ်ထည့်တာကတော့တချို့တွေကဂရိုးကားလို့ပြောတယ်တကယ်ကဂရိုးကားဆိုတဲ့ရွယ်ချက်တဲ့ကျွန်တော်တို့မွန်တွေကဘာကိုပြကျင်လဲဆိုတော့လူကတေသွားတဲ့အချိန်မှာကိုပတ်စံတဲ့ပတ်စံတမတ်ထည့်လိုက်လဲဒီပတ်စံကိုသုံးလို့မရဘူးကိုအသက်ရှင်တဲ့အချိန်မှာစီးစိမ်ဥစ္စာတွေအများကြီးရှာဖွေထားတယ်တေတဲ့အချိန်မှာပတ်စံတမတ်တောင်ယူသွားလို့မရရင်အဲ့ဒီစီးစိမ်ကြီးဆိုပြောမယ်ကိုအိမ်နဲ့ထားလိုက်မှာကိုယာကိုမိမစသည်ဖြစ်မလို့ကားအကုန်လုံးထားခဲ့ရမယ်တေသွားရင်ဒီပတ်စံတမတ်တောင်မှသူများပါဇက်ထည့်ပေးလိုက်တာပဲရှိတယ်ဘာမှသုံးလို့မရတော့ပါလားဆိုတဲ့သတိတံဝကတရားကိုပေးတာပါပြီးရင်ကျွန်တော်တို့ရဲ့လက်ပြတောင်းထဲမှာပါတဲ့အုံဒီအုံဒီကိုအဲ့ဒီအချိန်မှာနှစ်ချမ်းခွဲပြီးတော့အုံရည်ကိုအလောင်းရဲ့မျက်နှာပေါ်တွန်ချပါတယ်မျက်နှာတစ်တာပေါ့နော်ဘာကြောင့်လို့လုပ်လဲဆိုတော့အဓိပ္ပာယ်ရှိပါတယ်ကျွန်တော်တို့ရေထဲမှာဆိုသမုဒ္ဒရာရေဆိုနောက်ကြည့်တယ်ဗျာပြီးရင်သမုဒ္ဒရာဆိုတာအများအားလှုပ်ခတ်တယ်သမုဒ္ဒရာမငြိမ်လှိုင်းနေနဲ့လှုပ်ခတ်တယ်ပြီးရင်ကျွန်တော်တို့အိမ်မှာရှိတဲ့ရေတွင်းရေဆိုလဲဘယ်လောက်ပဲကြည်နေနေပြောအမိုက်အသက်အနေငယ်ပါမှာပဲစမ်းချောင်းရေဆိုလဲလှုပ်ခတ်နေမှာစမ်းချောင်းဆိုအများနဲ့စီးဆင်းနေမယ်
ဒါပေမဲ့ရေထဲမှာကအကြည်လင်ဆုံးနဲ့အတည်ငြိမ်ဆုံးကကျွန်တော်အုံးကြီးပဲ။ဘာကြောင့်အုံးကြီးဆိုအုံးသီးအပေါ်မှာဘယ်သူမှအမိုက်တရိုက်တော့ထည့်လို့မရအောင်အုံးသီးတွေကိုပြီးအုံးသီးထဲမှာသူနေတဲ့အတွက်လူလာလောကဓာတ်နဲ့ကြုံတဲ့ချိန်မှာမတုံလှုပ်ဘူးဆိုတဲ့သဘောပေါ့နော်ဒီအုံးကြီးကဘာလို့သူကအုံးသီးထဲမှာနေတာဟုတ်ဒါကြောင့်မို့သေသူကိုဒီအုံးသီးနဲ့မျက်နှာအုံးရည်နဲ့မျက်နှာတစ်ပေးရဆိုအဲ့သဘောပါပြီးရင်အဲ့ဒီအုံးသီးကိုဘာလုပ်လဲဆိုတော့ခွဲတဲ့လူကအနောက်ပြန်ပစ်ပါတယ်အဲ့လိုနောက်ပြန်ပစ်ပြီးရင်အုံးသီးကနှစ်ချမ်းလုံးပက်လက်ဆိုရင်သေတဲ့လူကဒါကကောင်းမှုကုသိုလ်များတဲ့လူလို့ယူဆကြတယ်အဲ့လိုမှမဟုတ်အုံးသီးကတစ်ချမ်းကမှောက်နေမယ်တစ်ချမ်းကလှန်နေမယ်ဆိုရင်သူကတန်နေရာထဲမှာဆက်ပြီးတော့ဝဲနေရပါဆိုသူကကောင်းမှုရောမကောင်းမှုရောတဝက်ပေါ့နော်အဲ့လိုမျိုးကျင်နေနေတဲ့လူလို့ရေပြီးသတ်မှတ်ပါတယ်အဲ့လိုမှမဟုတ်ဘဲအုံးသီးကနှစ်ချမ်းလုံးမှောက်နေဆိုရင်ဒီလူကပြောရရင်ဘွားကူးတိတ်မကောင်းဘူးလို့သူတို့ကယူဆတာပေါ့လေဒါပေမဲ့ဒီယူဆကတော့ဒါဒလိထုံးစံပေါ်မှာပဲအခြေခံတာပေါ့နော်ဖျားဟောတွေဘာတွေတော့ဒီယူဆတယ်မှာတော့မရှိပါဘူးပြီးရင်ကျွန်တော်တို့မွန်နေမှာမြေမြုပ်ရဲ့မတာပေါ့နော်ခေါင်းကိုမြောက်ဘက်ကိုလှည့်ကြပါတယ်အခုကတော့ခက်ကာလာပေါ့နော်တញ្ញံကိုမြေနေရအခက်ခဲကြောင့်လှည့်နေတဲ့ဘက်ကိုလှည့်နေရအရင်တော့အဲ့လိုမဟုတ်ပါဘူးအရင်တော့ဆိုရင်ခေါင်းကိုမြောက်ဘက်ကိုပဲလှည့်ပါတယ်ဒါကအဓိပ္ပာယ်ရှိပါတယ်အဲ့ဒါဘာကိုရည်ရွယ်လဲဆိုတော့ကျွန်တော်တို့မွန်နေရဲ့စင်းသက်လာရာဇာတိကိုတွေကဘယ်မျိုးနွယ်ကနေလာလဲမွန်ဂိုလွိုက်ကျွန်တော်တို့ကမြောက်ရက်ပြုတ်ပြီပေါ့နော်ဘက်ကနေလာတာမြောက်ဘက်ကနေစင်းသက်လာတဲ့မျိုးနွယ်စုကိုမျိုးနွယ်စုစင်းသက်လာရတဲ့လားရရက်ကိုဟာပြန်သွားရတယ်ဆိုတဲ့သဘောပေါ့အဲ့ဒီဘက်ကိုခေါင်းပြန်ထားတာတစ်ချက်ကကျွန်တော်တို့ဗုဒ္ဓဂေါရမမြတ်စွာဘုရားပြိဋိနိဗ္ဗာန်ပြုတဲ့အချိန်မှာခေါင်းကိုမြောက်ဘက်ကိုလှည့်ထားတာပေါ့ဒီအဲ့လိုမျိုးကိုလည်းကျွန်တော်တို့ကယူပြီးတော့မွန်တွေကလည်းဘရပဒါကိုးကွယ်တဲ့လူဖြစ်တဲ့အတွက်မြောက်ရက်ကိုခေါင်းကိုလှည့်ကြတာဒီအချက်နှစ်ချက်ပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့တေသူအလောင်းကိုမြောက်ရက်ကိုခေါင်းထားကြတာဒါမွန်တွေရဲ့အတုပထဲမှာဆိုရင်အကုန်လုံးကသူ့ဟနဲ့သူပေါ့နော်တတိတန်ဝေကပေးတဲ့ကိစ္စကြီးပဲဒါတိတ်ကိုကောင်းတဲ့ဒလိဗုဒ္ဓဘာသာမှန်ရင်ယူတတ်ရင်တကယ်ဘယ်လိုပြောမလဲတရားထုတရားမြတ်ပဲဥပမာကျွန်တော်ကထိန်တော့ပို့တယ်ဗျာစူညံနဲ့ဆောင်းပေါက်တွေနဲ့စူကြအော်ချင်းကျွန်တော်ယဉ်ကျေးမှုလည်းမဟုတ်ဘူးကျွန်တော်ဒလိလည်းမဟုတ်ဘူးအဲ့ဒီပုံမှာလည်းကျွန်တော်တို့ဘာကုသိုလ်မှလည်းရမှာမဟုတ်ဘူးဒါပေမဲ့အောက်တုပသွားတယ်နော်ကျွန်တော်တို့မွန်နေရဲ့အောက်တုပမှာပြင်ဆင်ထားတဲ့အပြင်ဆင်တွေကကျွန်တော်တို့သိလို့ကျွန်တော်တို့ယူတတ်ရင်အကုန်လုံးကသတိတံဝင်ကတရားနဲ့ဗုဒ္ဓဘာသာတယောက်အနေနဲ့ကုသိုလ်ရမယ့်ကိစ္စကြီးပဲမွန်နေအောက်တုပမှာသူ့အတိတ်ပဲနဲ့သူအားလုံးကဘုရားဟောနဲ့ညီတဲ့သတိတံဝင်ကပေးတဲ့ကုသိုလ်တရားကြီးပါဒါကြောင့်မို့လဲကျွန်တော်တို့မွန်တွေကအတုပအိမ်ကိုကုသိုလ်အိမ်လို့ဟာကဆောလို့သုံးတာပါပြီးရင်အတုပတော့ပို့တဲ့အခမ်းအနားကိုလည်းကျွန်တော်တို့မွန်ကအပလောင်ကမ္မထန်တော့ပို့တယ်လို့သုံးရခြင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော် blog ကိုကြည့်နေလူတွေဒီလောက်ဆိုရင်မွန်တွေရဲ့အတုပနဲ့ပတ်သက်တဲ့ delay ထုံးစံတွေရွယ်ချက်တွေဒီပေါ်မှာသတိတံဝင်ကပေးတဲ့အကြောင်းတွေကိုရှင်းရှင်းလင်းလင်းသိကြမယ်ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်တန်ကိုပုံမလုံးနဲ့အား